လူဘဝဆိုတာလမ်းခုလက်မှရှိတယ်လမ်းခုလက်ဆိုတာအထက်ကိုတက်မလားအောက်ကိုဆင်းမလားလမ်းနဲ့တွေ့ရှိတယ်ပေါ့အထက်တက်ခြင်းလည်းပဲတက်တဲ့နီလန်းနေလူဘဝမှာရှိတယ်အောက်ဆင်းခြင်းလို့ကတော့နီလန်းတောင်ရှာစရာမလိုဘူးအလွယ်တကူဆင်းသွားတာအဲ့လိုလမ်းနဲ့တွေ့ရှိတဲ့ထဲမှာလောကအတွင်းမှာနေထိုင်တဲ့အခါမှာအောက်မဆင်းဖို့အတွက်အရေးကြီးတာပေါ့ပင်ကိုကပါလောကကြီးဟာမတည်ငြိမ်ရတဲ့အထဲရွှေ့ရှားပြောင်းလဲနေကြတဲ့အထဲမှာကိုယ့်ရဲ့အမှားလုံးမိမှုကြောင့်အောက်ကိုဆင်းသွားမယ်ဆိုရင်ပိုနေနာသွားတာမတည်ငြိမ်တဲ့လောကထဲမှာဆင်းရဲဒုက္ခရှောဘသက်သာတဲ့အနေအထားမျိုးကိုမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒီဆင်းရဲဒုက္ခရောပါတော့အောင်လောကအတွင်းမှာဘယ်လိုနေမလဲလက်ရှိဘဝမှာနေပုံနဲ့နည်းလေးကိုအကောင်းဆုံးနေထိုင်မှုဆိုတာကိုရှင်းတဲ့ point နဲ့မြတ်စွာဘုရားဟောထားတာလေးရှိတယ်